သူတို့မျိုးသားဆိုလို့တော့ပြီးငါသားလေးတနာကြီးပဲမဲငါသားလေးပင်မလိမ့်မယ်ငါတို့ကိုကြီးပင်မလိမ့်မယ်ငါမောင်လေးပင်မမယ်လာမှာပေါ့အခုတော့ဘာမှအမျိုးလားဟောကိုတော်ကြီး2နာရီလက်ကောက်ထက်တော့ကိုတော်ကြီးထွဲအဲ့လိုလားဟာမပါဘူးဒါကြုံကဲစုံကဲဟုတ်လားနော်အေးဒီတရားမျိုးအလုံးမတန်မှနာရခဲ့ပါတယ်ဟုတ်လားအဲ့တော့ဟောလိုက်ရင်လည်းပဲတခါတည်းကျဘုန်းကြီးတို့အမျိုးပါဒသာသနာရေးတရားကိုဟောတဲ့အခါကျတော့ဟာဘေးပတ်ဝန်းကျင်ရဲ့မျက်လုံးတွေကကြည့်လိုက်လို့ရှိရင်ဘုန်းကြီးတို့ပဲနိုင်ငံတော်လုံးချမှုကြနေတာပဲစဉ်းစားဒါပြောရမှာအမျိုးဘာသာသာသနာမပြောလို့မရတော့ဘူးဒီကိစ္စရှင်းမလားရဲ့ဒါကြောင့်သမီးတို့သားတို့ရဲ့ဘာဖြစ်လဲသူတို့ကခွန်ရှင်းကြဆိုရေးပေါ်ကိုလည်းပဲ669ဘာလဲ669ပြောပါလေဟာ669ကဘာပြောသလဲရှေ့နံပါတ်9ကဖယားဂုံတော်9ပါဖယားဂုံတော်ဘယ်နှပါတော့ဟေးအလဲ6ကတော့ဘုမေအဆုံး9ကတော့ဗုဒ္ဓံဓမ္မံသံဃံရေးကြည့်ရေးပေါ့ဗုဒ္ဓံဓမ္မံသံဃံမရေးရင်ဘယ်လိုရေးမလဲ669ရေးပေါ့ဟုတ်မလားဟာဆိုင်ထဲမှာသာသနာအလံတစ်စိတ်ကလေးတတ်ထားပေါ့ရေးလဲကြည့်ကြရေးပေါ့တနေရာမှာရေးထားတယ်သူ့ဆိုင်ကပဲမုံစံမုံအမုံမျိုးစုံကြိတ်တာရေးထားတဲ့စလုံးကအကြည့်ကြည့်ဗုဒ္ဓံဓမ္မံသံဃံအမုံစုံကြိတ်တယ်ဟာဖျက်ကုန်မသွားရဲ့ဆွဲအမုံကြိတ်လိုက်မှာဆိုလို့အခုလည်းကြည့်ကြဟောနေရတာအမုံကြိတ်ကြလိမ့်မယ်တို့ဘာလို့ကိုမျိုးကိုပါတာတဲ့အိပ်ပျော်မနေနဲ့အရေးကြီးနေပြီရှင်းမလားဘုန်းကြီးကသူများဆိုင်ကိုသွားပြီးတော့ဖျက်